ဖြည့်ရှင်းပေးတဲ့အရာမျိုးဆိုတော့ဖြည့်ရှင်းပေးလိုက်လို့အဆင်ပြေစေခြင်းတဲ့အရာမျိုးဆိုတော့အဆင်ပြေသွားတာပေါ့နော်ကိုကိုရိုင်းကအဲ့လိုကိုတငယ်ချင်းမို့လို့ဒီနေ့ယောက်ကအဆင်ပြေပြရမယ်ပေါင်းကိုပေါင်းရမယ်တွဲကိုတွဲရမယ်အဲ့လိုမဟုတ်တွဲတဲ့အတွက်အချင်းနေနားထောင်ကြည့်သူတို့မြောက်ကတွဲတဲ့ဆိုရင်တွဲဖို့ထက်ကအဆင်ပြေဖြည့်ရှင်းပေးရပွဲတဲ့အတွက်ဆိုလို့ရှိရင်ပွဲအောင်စီစဉ်ပေးတာနှစ်ဦးနှစ်ဖက်စလုံးအတွက်ကအဆင်မပြေတော့ဘူးသူတို့မြောက်ကနီးမှစိတ်ချမ်းသာမယ်အေဂျင့်မယ်ဆိုလို့ရှိရင်ဒီအောင်လုပ်ပေးရဝေးဝါမှာအဆင်ပြေမယ်စိတ်ချမ်းသာမယ်ဆိုဝေးအောင်လုပ်ပေးရပေါ့အဓိကဝေးမှစိတ်ချမ်းသာမယ်ဆိုသူတို့နှစ်ယောက်တည်တယ်ဒါပေမဲ့ဝေးဖို့အရင်ခက်ခဲနေကြတယ်တခြားသောဟိုချစ်ဖို့စုံဖို့အဲ့လိုအခက်အခဲရှိတယ်လို့ဝေးဖို့လည်းအခက်အခဲရှိကြတယ်ရှင်နှစ်ခုစလုံးအတွက်ဗာပြည့်လိုအပ်ရင်ကိုကအမြဲကူညီပေးရပါတော့သုံးနာညီဒီဇလန်ထဲမှာပေါ့နော်ကိုခွန်တဲ့အထက်ကအရာချက်တွေလေးများကြီးပေါ့ရချက်တွေလေးများကြီးရဲ့အိမ်တော်ရေးပုံစံလေးကိုမတူညီရဲ့ပုံစံလေးပါအိမ်တော်ရေးဖောက်ပြန်တဲ့အလောင်းပုံစံမျိုးတွေမဟုတ်ပဲနဲ့တယောက်တယောက်ချစ်ကြတဲ့အခါမှာဘယ်လိုလေးချစ်ကြလဲအိမ်တော်ရေးပုံစံလေးတွေမှာဘယ်လိုပြိခတ်တွေရှိတတ်တယ်အဲ့ဒါလေးကိုစင်ပြောင်းနေကြတယ်ပေါ့နော်ကိုခွန်ပြောသူဒီဇက်ကိုခွန်ဖန်တီးထားတဲ့ဇက်အိမ်တော်ရေးမှာအစင်းပြေချေဘယ်လိုနေရလဲဆိုတဲ့လီလန်လေးလည်းပါတယ်လို့ပြောရဲပေါ့နော်အဲ့လိုဆိုတော့ဒါထူးထူးဆန်းဆန်းလေးမတူညီတဲ့ပုံစံလေးတွေ့ရမှာပါဟုတ်အိမ်တော်ရေးကားရအရင်လူလာပြီးမကြတော့လားချင်းကျေသွားတာအဲ့လိုပဲပေါ့လေးလာတာပေါ့တို့အနုပညာရှင်တွေဆိုတာနေရာတိုင်းကနေ absorb လုပ်သွားဆုပ်ယူသွားတာပဲလေတဲ့မော်ရယ်စလုပ်တရားဆိုလဲမော်ရယ်တင်တန်းမတက်ဘူးခဲ့ပေမဲ့ကိုယ့်စီမှာမြင်စရာတွေကြားစရာတွေနဲ့သင်စရာမရှိပေမဲ့အားလုံးကစရာတွေပဲကိုအတူတူရှောက်တဲ့မော်ရယ်ဆိုလဲစရာတွေပဲအဲ့လိုမျိုးကတော့အကုန်လုံး absorb များများလုပ်နိုင်ရတယ်တရုပ်ဆောင်နေဆိုလို့ရှိရင်လည်းတရုပ်ဆောင်အချင်းချင်း absorb လုပ်တယ်လို့တချို့ဆိုနိုင်ငံခြားမင်းသားမင်းသမီးတွေကြည့်ပြီး absorb လုပ်တယ်ဆုပ်ယူတယ်ဒါပေမဲ့ဟိုတက်ကြတော့ဘယ်လိုပြောမလဲရုပ်ရှင်ကြည့်ဖို့လည်းတက်အချိန်အများကြီးမရှိဘူးမကြည့်ဖြစ်ဘူးပေါ့နော်ဒါပေမဲ့နေ့စဉ်ဘဝမှာသွားလာနေတဲ့လူတွေကြားထဲမှာကိုယ့်ဘက်ဝင်ချင်မှာပြောမယ်ဆိုလူတွေကအသက်တရားမနေရအမှုတရားကြုံရပါတယ်ကိုမမဟုတ်ဘူးပေါ့နော်ကြုံနေရတဲ့ဟာတွေမှာအများကြီးနားနဲ့မဆန့်အောင်ကောင်းတာတွေဆိုးတဲ့ပြဿနာတွေကပိုပြီးကြားရတာဖြစ်တဲ့အတွက်အဲ့လိုပြဿနာတွေရဲ့ဟို error တွေဘယ်လိုဖြေရှင်းကြတယ်ဘယ်လိုခံစားကြတယ်ပြီးတော့တက်ရဲ့စိတ်ကပုံမှန်ဆိုသူများအတွက်လိုက်ပြီးတော့ခံစားပေးတတ်တာတဲ့အကျင့်အဲ့လိုသူများကမငိုသေးကွာငိုနေပြီအဲ့လိုသူများကမနာအိုးကမပူစလားမပူပေါ့နော်အမြဲတခုဆိုကိုကရှေ့ကနေပြီးတော့ဝင်ပြီးတော့အဲ့လိုဖြည့်ရှင်းပေးတဲ့လူတွေမှာပါတယ်အဲ့လိုတရားသူကြီးလောက်ရငငယ်တွေအเจ้าမှာရောတငယ်ချင်းတွေကြားမှာရောအသေးကွဲလည်းအနားထောင်ရတယ်အကြံပေးရတယ်အဲ့လိုမျိုးဆိုသူများရဲ့စိတ်တွေတဲ့ဟိုဘယင်းတွေကအဲ့လိုဝင်ပြီးတော့ခံစားပေးပြီးတော့ဖြည့်ရှင်းပေးတဲ့အကျင့်အဲ့ဒါလေးတွေကကြတော့ခုဒီလိုမျိုးတက်အခုရုပ်ရှင်ရိုက်တဲ့နေရာမှာ character အတွက်အသုံးချတဲ့အခါမှာအသုံးပြေသွားတယ်သုံးတယ်ဆိုတော့တက်ကြီးသုံးနေတော့မဟုတ်ဘူးမဲ့စိတ်ထဲမှာအလိုလိုသိနေရပေါ့နော်ဒီနေရာမှာလာဆိုရင်ဘယ်လိုဖြစ်သွားမလဲဘယ်လိုခံစားချက်ဖြစ်သွားမလဲဘယ်လို acting ဘယ်လိုမှုမျိုးရောက်သွားမလဲပေါ့စလုံးတစ်လုံးကသူယောက်ျားကဖောက်ပြန်လို့နာကျင်ပြီးငိုပြီးတော့ပဲရေးတာမဲ့ဘယ်လိုနာကျင်တာလဲဆိုတာကြအပြင်လက်တွေ့ရဟာတွေရင်ထဲမှာသူကဟောဆို step by step အဲ့ဒီစိတ်သွားစေတာပေါ့အဲ့တော့ပတ်ဝန်းကျင်ကနေပဲအထက်လေးလာပြတာပါတကယ်ဖြစ်ရတဲ့ရပါတော့ဖြည့်ရှင်းပေးတဲ့အရာမျိုးဆိုတော့ဖြည့်ရှင်းပေးလိုက်လို့အဆင်ပြေစေခြင်းတဲ့အရာမျိုးဆိုတော့အဆင်ပြေသွားတာပေါ့နော်ကိုကိုရိုင်းကအဲ့လိုကိုတငယ်ချင်းမို့လို့ဒီနေ့ယောက်ကအဆင်ပြေပြရမယ်ပေါင်းကိုပေါင်းရမယ်တွဲကိုတွဲရမယ်အဲ့လိုမဟုတ်တွဲတဲ့အတွက်အချင်းနေနားထောင်ကြည့်သူတို့မြောက်ကတွဲတဲ့ဆိုရင်တွဲဖို့ထက်ကအဆင်ပြေဖြည့်ရှင်းပေးရပွဲတဲ့အတွက်ဆိုလို့ရှိရင်ပွဲအောင်စီစဉ်ပေးတာအဲ့ပေါ့နော်ဒါနှစ်ဦးနှစ်ဖက်စလုံးအတွက်ကအဆင်မပြေတော့ဘူးသူတို့မြောက်ကနီးမှစိတ်ချမ်းသာမယ်အေဂျင့်မယ်ဆိုလို့ရှိရင်ဒီအောင်လုပ်ပေးရဝေးဝါမှာအဆင်ပြေမယ်စိတ်ချမ်းသာမယ်ဆိုဝေးအောင်လုပ်ပေးရပေါ့အဓိကဆိုတော့တချို့ကျတော့ဝေးမှစိတ်ချမ်းသာမယ်ဆိုသူတို့နှစ်ယောက်တည်တယ်ဒါပေမဲ့ဝေးဖို့အရင်ခက်ခဲနေကြတယ်တခြားသောဟိုချစ်ဖို့စုံဖို့အဲ့လိုအခက်အခဲရှိတယ်လို့ဝေးဖို့လည်းအခက်အခဲရှိကြတယ်ရှင်နှစ်ခုစလုံးအတွက်ဗာပြည့်လိုအပ်ရင်ကိုကအမြဲကူညီပေးရပါတော့အဲ့လိုမျိုးပါခုနကလည်းချက်ပြောရမလို့တောက်လျှောက်အဓိကတော့အခုကအရာအခုကမှမဟုတ်အရာအလုံးကဖောက်ပြန်နေတရားဆိုတာအများကြီးရှိပြီးသားပြီပဲပေါ့နော်ဒီတန်တရားမှာအရာအလုံးဖောက်ပြန်နေကြတယ်တဘာဝတရားဖောက်ပြန်နေကြတယ်လက်ရှိရဖောက်ပြန်နေကြတယ်တမဲလည်းဖောက်ပြန်နေကြတယ်အကုန်လုံးဖောက်ပြန်တဲ့အရာတွေကနဲတာနဲ့များတာဆိုတာအသိဉာဏ်နဲ့အသိတတိနဲ့ခွဲခြားတာပဲလူတည်ရပေါ့နော်လူတွေမှာဆိုထပ်တော့မှထူးခြားအသိဉာဏ်ပါလာပါတယ်ခုနကလည်းပြောတယ်ဒါဟိုအမှအကောင်ဆိုဝေဖန်ပိုင်းခြားနိုင်တဲ့ဉာဏ်အဲ့ဉာဏ်လေးကိုထုတ်သုံးမယ်လူပိတာမယ်ဆိုလို့ရှိရင်တော့ဖောက်ပြန်တဲ့တရားတွေကနဲလာမှာပေါ့နော်အဓိကအဲ့ဒါပါပဲပြီးရင်တော့အဲ့ဖောက်ပြန်တဲ့တရားတွေကနဲလာဖို့ဆိုတဲ့အရာဒီဘဝမှာတယောက်ကဖောက်ပြန်ပြီးအဲ့အကြောင်းကြောင့်နောက်ဘဝမှာအဲ့အကျိုးပေါ့နော်နောက်ဘဝတော့မကူပဲလေဒီဘဝမှာပြန်ပြီးအကျိုးကိုပြန်ပြီးတော့ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အကြောင်းအကျိုးတွေရဲ့ဆက်ဆက်မှုကတန်တရားလဲပြီးတော့ဖောက်ပြန်ခြင်းဆိုတာကတော့ဘယ်တော့မှပြီးဆုံးသွားမှာမဟုတ်ပါဘူးကိုလုပ်ခဲ့တဲ့
ဟိုကောင်းနေဆိုရင်ကိုကပြန်ခံရပဲဆိုတော့လေအဲ့တော့ဝကျွေးလို့လည်းပြောလို့ရတယ်တန်တရားလို့လည်းပြောလို့ရတယ်အကြောင်းကျိုးတွေရှိပါပဲပေါ့နော်ဝယ်ပြီးထွက်ဖို့ရှိတာဒါကတော့ရတဲ့ character တွေမျိုးတရားပေါ့နော်မတူတဲ့ character တွေလာရင်တော့ထက်ကပိုးသဘောကျတယ် challenge လုပ်ရှင်တယ်ဒါပေမဲ့တက်အခုရိုက်တဲ့လောင်တဲ့ character တွေပါဆိုလို့ရှိရင်လည်းလောင်မုံလောင်လေးလေးတွေကတော့တခြားအသေးစိတ်ကြည့်မယ်ဆိုလို့ရှိရင်တော့လောင်လေးတွေမတူဘူးသူတို့ရဲ့လာတဲ့ဘဝဟို background story တွေမတူကြော်ရွေးရောမတူကြပါဘူးအဲ့တော့ဟိုလောင်နာဟိုမှာဟိုစိတ်ပြီးမတူညီတဲ့လောင်မှုမျိုးနဲ့ challenge ခေါ်ရမယ်ဆိုလို့ရှိရင်လည်းထပ်စိတ်ဝင်စားတယ်အဲ့လို character လေးပြန်ခွဲသွားဥမာအေးမြငေးဆိုလို့ရှိရင် तू ကလောင်ပြီးမဲ့အေးငင်လေး तू ကလောင်ရတာပေါ့နော်အဲ့လိုမျိုးလေးပေါ့မတူတာလေးတွေလည်း challenge ကြီးစိတ်ဝင်စားပါတယ်အဓိကတော့ကိုရတဲ့ဇက်ကအခွင့်အရေးရမှလည်းကိုကမ်းလည်းမှလည်းကိုကရိုက်လို့ရကိုက producer လည်းမဟုတ်ဘူးဆိုတဲ့အခါကျတော့အဲ့လိုလည်းရှိပါတယ်အခုတင်နေခစ်တင်မပြိုင်ဆိုလို့ရှိရင်လည်းဒါဟာတာလေးနဲ့ drama လေးနဲ့ရောရတယ်ဒီလိုမျိုးဇက်ကကိုရိုက်ခွင့်ရတယ်အခွင့်အရေးရတယ်အဲ့လိုအခွင့်အရေးရတဲ့အတွက်လည်းကိုလုပ်ပြခွင့်ရတယ်ပေါ့နော်အဲ့မှာဆိုမတူညီတဲ့ပုံစံလေးတွေလည်းဖန်တီးထားပါတယ်ဟုတ်ဘာလေးပဲဖြစ်ဖြစ်ကိုမြင်နေဆိုတော့ဟိုကျေးဇူးတင်တယ်ချစ်တယ်တခုဆိုတော့ဟိုဇက်ကားအတွက်မှမဟုတ်ဘူးနော်တခုဆိုလို့ရှိရင်အဲ့မှာကိုယ့်ရဲ့ activity လေးဘာလေးပဲတက်လာချစ်ပေးကြတယ်တကယ်ကျေးဇူးအများကြီးတင်ပါတယ်ဒါတို့အနုပညာရှင်ဆိုတာကဒီဇက်ကားရဲ့ရုပ်ရှင်ထဲမှာမဟုတ်အပြင်လူနေမှုကွန်ဆယ်တစ်ခုလုံးပြည်သက်တွေကစောင့်ကြည့်ကြရဖြစ်တဲ့ခါကျဘယ်နေရာလေးဆိုအထဲမှာလည်းချစ်ပေးတယ်အပြင်မှာလည်းချစ်ပေးတယ်ပေါ့နော်အဲ့လိုမျိုးလေးဒါလိုအပ်တာပေါ့နော်အနေရာတိုင်းမှာချစ်ပေးတဲ့အတွက်သဘောကျပေးတဲ့အတွက်ကျေးဇူးပါလို့လောင်နေမှမဟုတ်ဘူးချစ်စရာကောင်းတဲ့ fancy ကားလေးဆိုဥမာနွေရာသီ36ဆိုရင်ဒါမဟာမှာပေါ့နော်အဲ့ကားလေးဆိုလို့ရှိရင်အလောင်းမပါပဲနဲ့ fancy ကားအချစ်ကားလေးအဲ့လိုမျိုးလေးတွေလည်းရှိပါတယ်လို့အကြရင်လည်းချစ်ပေးကြတာပဲအကုန်လုံးချစ်ပေးတာဒီကချစ်တဲ့လူကချစ်ကိုချစ်တာမချစ်တဲ့လူက item ဘက်ကောင်လည်းမချစ်ဘူးအဲ့လိုပေါ့နော်အဓိကတော့တက်ထွန်းဆိုတဲ့အပြင်လူကိုချစ်နေပြီဆိုရင်ဘယ် character ပဲဝင်စီစီသူကချစ်ပါပဲအဲ့တော့အပြင်လူလေးကိုပဲချစ်ပေးကြတာ